ည3 နာရီကဖုန်းခေါ်တန်းကျွန်တော်အလုပ်ကြောင့်မြို့တစ်မြို့ကိုပြောင်းလာခဲ့တယ်။အဲ့မြို့ကမကြီးဘူးလူတွေကလည်းညဘက်ဆိုရင်အိမ်ထဲပဲနေကြတာများတယ်။အိမ်ငှားရှာနေတော့အရန်စေးသက်သာတဲ့အိမ်တစ်လုံးတွေ့ခဲ့တယ်။အိမ်ပိုင်ရှင်အဖိုးကြီးကမင်းတကယ်နေမလားလို့မေးတယ်ကျွန်တော်ဘာလို့မနေသင့်တာလဲအဖိုးလို့မေးလိုက်တော့အဖိုးကတခဏစဉ်းစားပြီးဘာမှမဟုတ်ပါဘူးညဘက်ဆိုဖုန်းတန်ကြားရင်မဖြေပါနဲ့လို့ပဲပြောခဲ့တယ်ကျွန်တော်တော့ထူးဆန်းတယ်လို့ထင်ပေမဲ့အရေးမကြီးဘူးထင်ပြီးအိမ်ကိုငှားလိုက်တယ်ပထမနေ့ညမှာတော့ဘာမှမဖြစ်ခဲ့ဘူးဒါပေမဲ့ဒုတိယနေ့ညမှာည3 နာရီတီမှာဒီဖုန်းတန်ကြားလာတယ်ကျွန်တော်ဖုန်းကိုကြည့်လိုက်တော့unknown number ဖြစ်နေတယ်အဖိုးပြောခဲ့တာသတိရလာပေမဲ့ဖုန်းဆိုတာပဲဘာဖြစ်မှလဲလို့ထင်ပြီးဖြေလိုက်တယ် hello တစ်ဖက်ကအတန်မရှိဘူးဒါပေမဲ့တစုံတစ်ယောက်အသက်ရှူတန်လိုမျိုးသာကြားရတယ်ဘာတူလဲလို့မေးလိုက်တော့ဖုန်းဘက်ကမိန်းမတန်တစ်ခုနဲ့မင်းငါအခန်းထဲမှာဘာလုပ်နေတာလဲလို့ပြောတယ်ကျွန်တော်ခန္ဓာကိုယ်တစ်ခုလုံးကြောက်သွားတယ်ဘာခန်းလို့မေးလိုက်တော့အဲ့အတန်ကတိတ်သွားတယ်ဖုန်းလဲချက်ချင်းပိတ်သွားတယ်နောက်နေ့မနက်ကျွန်တော်အဖိုးကိုသွားမေးလိုက်တယ်အဖိုးဒီအိမ်မှာတခုခုဖြစ်ခဲ့ဘူးလားအဖိုးကမျက်နှာတင်းသွားပြီးမင်းဖုန်းဖြေလိုက်ပြီလားလို့ပြန်မေးတယ်ကျွန်တော်ခေါင်းညှိလိုက်တော့အဖိုးကအသက်ရှူရှိရှိချပြီးပြောတယ်ဒီအိမ်မှာမိန်းကလေးတစ်ယောက်တက်ခံခဲ့ဘူးတယ်သူကိုတက်ပြီးအခန်းထဲမှာဖုန်းနဲ့အကူအညီတောင်းခဲ့ပေမဲ့ဘယ်သူမှမဖြေခဲ့ဘူးသူသေသွားတဲ့အချိန်ကည3 နာရီပဲကျွန်တော်ကြားတာနဲ့အယမ်းတုန်သွားတယ်အဲ့ဒီညမှာကျွန်တော်မအိပ်နိုင်တော့ဘူးနာရီကိုကြည့်နေတယ်2:58 2:59 3:00ချက်ချင်းပဲဒီဖုန်းတန်ပြန်ကြားလာတယ်ဒီတခါတော့ကျွန်တော်မဖြေဖို့ဆုံးဖြတ်ထားတယ်ဒါပေမဲ့ဖုန်းတန်ကြားနေရင်အိမ်ထဲကနေတခြားတန်တစ်ခုကြားလာတယ်ခြေလန်းတန်တယောက်အခန်းထဲမှာလမ်းလျှောက်နေသလိုကျွန်တော်တကားကိုကြည့်လိုက်တော့တကားအောက်ကနေအရေးတစ်ခုမြင်ရတယ်ပြီးတော့တကားကိုတဖြည်းဖြည်းခောက်လာတယ်ထုမိမအတန်တစ်ခုဖုန်းကိုဖြေပါကျွန်တော်ကြောက်လွန်းလို့အတန်မထွက်နိုင်တော့ဘူးဖုန်းတန်ကမရက်ဘူးတကားခောက်တန်ကပိုကြီးလာတယ်နောက်ဆုံးမှာတကားကိုတအားရိုက်လိုက်သလိုအတန်ကြီးတစ်ခုဖြစ်လာတယ်ကျွန်တော်မနေနိုင်တော့ဘူးဖုန်းကိုယူပြီးဖြေလိုက်တယ် hello တစ်ဖက်ကမိမအတန်ဒီတခါအရန်နီးနေသလိုပဲကျေးဇူးပြုပြီးတကားဖွင့်ပြီးကျွန်တော်တကားဘက်ကိုလှည့်ကြည့်လိုက်တော့တကားအောက်ကနေသွေးတွေစီးလာနေတယ်ဖုန်းထဲကအတန်ကငါအေးနေတယ်ငါအခန်းကိုပြန်လိုချင်တယ်ပြီးတော့တကားပြင်ဘက်ကနေအတန်တစ်ခုတစ်ချိန်နဲ့တကားဖွင့်ပေးကျွန်တော်တီးလိုက်တယ်ဖုန်းထဲကအတန်နဲ့တကားပြင်ကအတန်တူညီနေတယ်နောက်နေ့မနက်အိမ်ပိုင်ရှင်အဖိုးကအိမ်ကိုလာကြည့်တော့အခန်းထဲမှာဖုန်းတစ်လုံးပဲတွေ့ခဲ့တယ်ဖုန်းစကရင်ပေါ်မှာတော့ last call 3:00ဒါပေမဲ့ဖုန်းခေါ်ခဲ့တဲ့ number ကဒီအိမ်ထဲက landline number ပဲဖြစ်နေတယ်တစ်ချိန်နဲ့တကားဖွင့်ပေးကျွန်တော်တီးလိုက်တယ်ဖုန်းထဲကအတန်နဲ့တကားပြင်ကအတန်တူညီနေတယ်နောက်နေ့မနက်အိမ်ပိုင်ရှင်အဖိုးကအိမ်ကိုလာကြည့်တော့အခန်းထဲမှာဖုန်းတစ်လုံးပဲတွေ့ခဲ့တယ်ဖုန်းစကရင်ပေါ်မှာတော့ last call 3:00ဒါပေမဲ့ဖုန်းခေါ်ခဲ့တဲ့ number ကဒီအိမ်ထဲက landline number ပဲဖြစ်နေတယ်အားလုံးကြည့်ရှုခန်းစားနာဆင်ပေးလို့အထူးကျေးဇူးတင်ပါတယ်